မင်္ဂလာပါဒုတိမိတ်ဆွေပေါင်းတော့မင်္ဂလာပါဗျာဒုတိတောင်းစဉ်ချက်နေပါနေပြီထူးလေးနဲ့ထားပြီးကြိုးဆိုပါတယ်ခုဆရာပြပေးမှာတော့လက်တော့ဆိုင်လေးပါပဲမိတ်ဆွေတို့အတွက်အရေးပါအရာရောက်တဲ့ဆိုင်ကလေးတစ်ဆိုင်ဖြစ်လိမ့်မယ်လို့ပြေဝအာမခံပါတယ်ဆရာပြတာလေးကိုတေချာလေးစားလေဆုံးထိတေချာကြည့်ပေးကြပါလို့မိတ်ဆွေတို့တော့လုံးဝအကျိုးမရုပ်စေရပါဘူးအပူလေးလိုက်နေတဲ့မိတ်ဆွေများအတွက်တေချာပေါက်အကျုံးဝင်အသုံးဝင်မဲ့ဆိုင်လေးပါပဲချိန်ဆွဲနေတော့ဒီမှာကြည့်နော်ခွန်ဘူးကြပြီခုလုံးမောင်းလေးပါဝကိုဘူးခုလုံးမောင်းရှိပါဝ3ဘူးမှတ်ထားနော်ဒီမှာ3ဘူးကတမ်းမလာဘူးချစ်ဘူးလာတယ်ချင်းနှလုံးပေါင်း6ပါဝ1ဘူးကတမ်းမလာဘူး9ဘူးလာတယ်9ဘူးခုလုံးပေါင်းချစ်ပါဝ3ကပြောင်းဝင်တယ်နော်ပြောင်းဝင်တယ်အပူးလာလို့ရှိရင်ဒီနောက်ပိုင်း3ဘူးတန်းကြတယ်ကြာရင်မှ1ဘူးကြတယ်နော်လို့ဆိုရှင်းပါလေနော်3ဘူး1ဘူး3လုံးပေါင်း6ပါဝ1နော်1ဘူးမှတ်ထားနော်1လုံးပေါင်း2ပါဝခွန်ဘူး1ဘူးခွန်ဘူးမလာဘူးနော်ဒီမှာကြည့်6ဘူးလာတယ်6လုံးပေါင်း2ပါဝခွန်ဘူးကပြန်ဝင်တယ်နော်စောနာလိုပဲနော်9လုံးပေါင်းချစ်ပါ3အဲ့လိုဝင်ပြီးမှဒီမှာဒီခွန်ဘူးကဒီနှလုံးပေါင်း2ပါဝခွန်6လုံးပေါင်း2ပါဝခွန်ဒီလိုနှစ်ကျင်ဝင်ပြီးမှခွန်ဘူးကလာကြနော်ရှင်းတယ်နော်အဲ့လိုဆိုဒီမှာတစ်ဘူးကြံခဲ့တယ်နော်တစ်ဘူးမလာခဲ့ဘူးခွန်ဘူးလာတယ်ဒီခွန်ဘူးကြပြီးနောက်အပူကပျောက်ခဲ့တာနှစ်ပတ်ဆက်တိုက်ဖြစ်သွားပြီနော်နှစ်ပတ်ဆက်တိုက်ဖြစ်သွားပြီတကယ်လို့အပူလာခဲ့ပဲဆိုလို့ချင်းတစ်ဘူး9ဘူးခုနှလုံးပေါင်း4ပါဝ9ကြံခဲ့တဲ့တစ်ဘူးရဲ့ခုနှလုံးပေါင်း4ပါဝ9ဘူးရဲ့နော်တစ်ဘူး9ဘူးကိုဦးစားပေးထိုးပါတစ်ဘူး9ဘူးတစ်ဘူး9ဘူးကိုဦးစားပေးထိုးပါတကယ်လို့တစ်ဘူး9ဘူးမလာခဲ့ဘူးဆိုလို့ရှိရင်ဘယ်ဘူးလာနိုင်လဲဆိုဒီတစ်ဘူး9ဘူးမလာသေးဘူးဆိုလို့ချင်းစောနာလိုပဲဒီ10ဘူးရှင်းနှလုံးပေါင်း6ပါဝ1 3နှလုံးပေါင်း6ပါဝ1 10ဘူး3ဘူးလာမယ်10ဘူး3ဘာလို့ဆိုတော့ဒီနေ့မှာပြခဲ့ပြီးတော့ရှင်းပြပါမယ်နော်ခွန်ဘူးလာနိုင်တယ်နှစ်ဘူးလာနိုင်တယ်ခုနှလုံးပေါင်း4ပါဝ9နှစ်နှလုံးပေါင်း4ပါဝ9ဒီတစ်ဘူး9ဘူးရဲ့ပါဝါနှလုံးပေါင်းပါဝါနှလုံးပေါင်းပေါင်းခြင်းရဲ့ပါဝါဖြစ်ဖို့အတွက်လာလိမ့်မယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဘေးဘူးကိုဦးစားပေးထုံးရမလဲဆိုတာဆရာရွှေထူးလို့ပြောနေကြမလို့တော့ဘူးလို့ဒီမှာရေးပေးမယ်ဘေးဘူးလိုက်ရမလဲအပူက6ကွက်ဖြစ်သွားလိမ့်မယ်တစ်ဘူး9ဘူးကမင်းနော်ဒီတစ်ဘူး9ဘူးတန်းမလာခဲ့ဘူးဆိုလို့ရှိရင်ဘာလာမလဲ10ဘူး3ဘူး10ဘူး3ဘူးမလာဘူးထားလိုက်နော်ခွန်ဘူးပြန်လာမယ်ခွန်ဘူး2ဘူး10ဘူး3ဘူးလာခဲ့တာနဲ့လာတကယ်လို့ဒီတစ်ဘူး9ဘူးမလာဘဲနဲ့10ဘူး3ဘူးလာခဲ့မယ်ဆိုလို့ရှိရင်ဒီနှလုံးပေါင်း6ရဲ့ပါဝါတစ်ဘူးကိုအပိုင်နာကန်လိုက်တော့နော်ပိုင်နာကန်လိုက်တော့တကယ်လို့
ဒီတစ်ပူကိုဘူးမကြဘဲနဲ့ခွန်ဘူးနှစ်ပူတာလာခဲ့မယ်ဆိုလို့ရှိရင်ဒီနှလုံးပေါင်း၄ရဲ့ပါဝါကို၄ပါဝါကိုဒီကိုဘူးကိုဒါအပိုင်ကိုင်းလိုက်တော့ဟုတ်တယ်နော်